တိလိုက်တော့ဘာချမ်းဝက်လက်ကိုဖွဲချမ်းလေးရဲ့အစိမ့်မှုတ်လေးရဲ့ကြက်သွန်အဖြူများများရဲ့ဂျင်းရဲ့ထောင်းနိုင်ညက်နေအောင်ထောင်းပြီးတော့စီမွေးတက်ပြီးတော့ဝသားကိုစားအချုံမှုတ်တကြားနေထားတာလေးနဲ့ဟလားအေးအမတင်ထားတာအစားအချုံမှုတ်တကြားနေထားတာလေးနဲ့စီမွေးတက်လို့မှုေးလာပြီဆိုခရမ်းကျင်ဒီလေးကိုမာတဲ့အချမ်းလေးဖင်ခေါင်းပိုင်းဖင်ပိုင်းလေးကိုနည်းနည်းတီးထုတ်ပြီးတော့အဲ့ဒါလေးကိုဒီစိတ်လောက်စိတ်ပြီးတော့လိမ့်နေအောင်မှုပြီးလိမ့်သွားပြီဆိုဝသားထဲ့လုံးဝသားကိုရေမထည့်ပဲနဲ့ထဲ့လုံးမှုအဖုံးအုပ်ထားခဏနေတော့ထဲ့လုံးပြီးတော့အဖုံးအုပ်ထားပြီးခဏနေတော့ဟိုဟာပြန်လှုပ်လိုက်ရေထည့်လိုက်ရေမထည့်ခင်နာလေးလုံးလိုက်နာလေးလုံးသူ့ရင်နဲ့သူလုံးပြီးမာနေအောင်လုံးပွေးတက်လာအောင်လုံးပြီးွားပြီးဆိုတော့မှဒီအနေရောက်တော့မှရေထည့်ဒီမှာချစ်တို့တုတ်တစ်တော့ရိုက်မှအတုံးကြီးอ่ะဒီမှာ heavy master အတုံးheavy master အတုံးနာလုံးရေပေးငင်းဦးတဲ့ထဲဘူးဒါတုတ်အကြိုက်လုံးပြီးွားလို့ငင်းဦးတဲ့ထဲမှာအရင်ကြီးလည်းဣပြဲအောင်မတဲနဲ့နဲ့အရင်ပြော့ပြဲရင်စားမကောင်းဘူးလေဒေဦးကဂန်းနဲ့မီးပြက်နေတော့ဂန်းနဲ့တဲတာဆိုတော့လူးနေတယ်အမမေးရလက်နီးကူပေးရကြာပါတယ်ဟဲ့ပေးငါဒီလိုလေးလှဲ့ပြီးတော့နားလေးကင်လိုက်အပူတက်တာအဲ့လိုလေးနာလေးလုံးဒါသူခွက်လာတဲ့အရေးတွေအကုန်လုံးခန်း6တိတုံလုံးပလိုက်တာလုံးပြီးတော့မှအကြိုက်လုံးပြီးတော့မှအာရေထည့်ပြီးတော့ရေလေး2ရေလောက်ဒီတရေခန်းရဲ့နောက်တရေလေးထည့်စီချံရေချံလေးဆိုရင်ချလိုက်အရင်ရေပုံမိုးလောက်အောင်နဲ့မစားချစားမကောင်းအဲ့လိုမျိုးလေးခရမ်းကျင်လေးဆိုလဲအနှစ်ခရမ်းကျင်လေးအနှစ်ဆိုလဲလက်အောင်လုံးပလိုက်ပြီးရင်တုတ်စားပြချစ်တို့ဒီအဖုံးလေးကိုဟောဒီလိုလေးအုပ်ထားလိုက်နူးနက်လေးရှိတာနော်ဒါပဲနော်ချစ်တို့ရေမတုတ်ရဲ့နေရာကိုလည်းကြည့်လိုက်အောင်တုတ်လဲပူလို့အိုက်လို့အင်ရှိမှထွက်ချက်နေရတယ်ဟိုမှာချစ်တော်ယောက်ျားရိုင်းမှုတွေမြောင်းတူးခိုင်းလို့တူးနေရတယ်တုတ်ကဒါအင်ရှိမှထွက်ချက်နေတာမိုးရောက်တော့မှအိမ်နောက်ခွေးကိုပြန်ပြောင်းရမှာဘာဖြစ်လို့ဆိုပူလို့အိမ်နောက်ခွေးကမတ်တရစ်ကြီးလဲတုတ်ရက်ပြီးတော့မချက်နိုင်အားကြောင့်ဒီမှာကန်းနဲ့ချနေ